ဒါကြောင့်ပိုင်ဆိုင်မှုဆိုဒီမှာမျက်စိနှလုံးမှာမိတ်ခင်လေးတင်ပိုင်ဆိုင်မှုရှိတာဟိုဘက်ကျဘာမှပိုင်တော့အဲ့တော့ပိုင်တာဘာလို့ဆိုရင်ကိုတယောက်တည်းသွားပြီဆိုရင်ကိုရင်နဲ့နှလုံးထဲမှာကိန်းဝတ်တဲ့ကိုလုတ်ခဲ့တဲ့ကံတရားသည်သာလင်ကိုအတွက်ပဲအဲ့ဒီကံတရားကသာလင်ကိုအတွက်ကိုပိုင်တဲ့အရာဖြစ်တယ်ကံတရားကိုတော့ဘယ်သူမှလူယူလိုက်လို့မရဘူးကံတရားကလည်းကြံရင်မှလည်းမဟုတ်ဘူးရှင်တဲ့နှလုံးထဲဖြစ်တဲ့ကိုလုတ်တဲ့ကိုပြုတဲ့ကံတရားဒီကိုနဲ့အတူပါသွားတယ်လို့သူတို့ဆိုတယ်ဒါကြောင့်မို့ဘဝရောက်တဲ့အခါကံကြမ္မာပုံရိပ်တွေပေါ်လာတာဖြစ်တယ်အေးခဏခဏဒေါသထွက်တတ်တဲ့လူတယောက်ရဲ့မျက်နှာရိပ်ဟာနှုတ်ခမ်းကြီးစူးနေမှသိကြတယ်မျက်နှာပုတ်သိုးသိုးနဲ့နေပြီဆိုရင်အဲ့ဒါဟိုဘဝတုန်းကခဏခဏဒေါသထွက်ခဲ့တဲ့မျက်နှာရိပ်ပဲမျက်နှာရိပ်စဉ်းစားကြည့်လေဒေါသထွက်တဲ့အချိန်မှန်ကိုကြည့်ပြအောင်ကြည့်လိုက်မပြင်မဲနဲ့ကြည့်ကိုယ့်အကိုယ်တောင်လန့်ကောင်းလန့်လိမ့်မယ်အဲ့တော့အဲ့လိုပုံရိပ်ကနောက်ဘဝလည်းပဲပါသွားတာပဲဒီလိုဆိုလို့ရပေါ့